တုပ်ပေါ်ကတော့တစ်တာတစ်လုံးကိုမြင်သွားခဲ့ပြီးစူဇန်လူစိတ်ကြောင့်ချက်ချင်းကောက်ဖွင့်လိုက်ခြင်းတစ်တာတွေကနေအလင်းနှန်းတွေထွက်လာပြီးတုပ်ပေါ်လေးလင်းတို့ပုံစံပြောင်းသွားခဲ့တော်တယ်တုပ်ပေါ်မေဘာဖြစ်သွားတာလဲလင်းတို့ဖြစ်သွားတဲ့တုပ်ပေါ်ကတော့ချက်ချင်းဆိုသလိုငပိတ်ကိုရံမှုပြီးတိုက်ခိုက်တော်တယ်ဟာယောင်ငါပိတ်မှာကွာငပိတ်နဲ့တုပ်ပေါ်နှစ်ပန်းလုံးနေတော့ဖိုတူလေးဂျားလေးအောင်ဝေးထားတော်တယ်ဟဲ့အောင်တုပ်ပေါ်ဂရိကဆမ်းမှာကွာမရဘူးဖိုတူရဲ့ဒီကောင်လင်းတို့စိတ်ဝင်သွားပြီးတော့ငါ့ကိုသွေးဆုပ်ဖို့ကြိုးစားနေတာကွာဖြစ်တော်ဘူးလေ sorry တုပ်ပေါ်ကြီး sorry ဒီနေ့မှာတော့ဖိုတူတို့အဖွဲ့သားတွေကရန်ဒနာတစ်တာရှာကြဖို့အတွက်လင်းတို့ကိုရှေ့ဟာကိုခီးထွက်လာခဲ့ကြတယ်။ရှေ့ကနေမြေပုံဆောင်ရွက်ကင်လို့လမ်းလျှောက်နေတဲ့ဆရာကြီးဖိုတူကဟိုး stop ဒီမှာကနနားကြမယ်။ခီးထွက်လာမကြသေးဘူးလေနားတော့မလား။ဟုတ်တယ်တုပ်ပေါ်ရဲ့ခုဒိုသွားနေတဲ့နေရာရွာနဲ့တိတ်မဝေးဘူးရဲ့။ဒါဆိုလေဟိုနာအပင်အောက်မှာနားကြတာပေါ့။ဒီလိုနဲ့ဖိုတူတို့၃ယောက်သားကအပင်အောက်မှာထိုင်လိုက်ကြပေမဲ့ငပိန်ကတော့တယောက်တည်းဟိုကြည့်ဒီကြည့်နဲ့ရှိနေကြတာပါဒီကောင်ငပိန်လီရတနာအသက်သာထွက်ရှာတာကိုနေကမြောက်မှန်ရင်တကားကားနဲ့မသိရင်လေဟို beach သွားနေတဲ့အတိုင်းပဲအမေနင်လဲပါဒူးလို့လေပစိုးကြီးဆွလွယ်တိုင်းလို့ဟောင်းအဲ့လိုပြောပြီးတော့မိဝိုင်းလေးငပိန်ကိုလှမ်းခေါ်လိုက်တယ်ဟဲ့ငပိန်ငါတို့ကဒီမှာနော်မိဝိုင်းလက်ရမ်းပြလိုက်တော့ငပိန်လဲသူတို့နာကိုရောက်လာခဲ့ပြီးထိုင်ချလိုက်တယ်ပူလိုက်တာကွာရေတံခွန်လေးသာမြင်လိုက်ရရင်လေဘလောက်ကောင်းလိုက်မလဲမင်းတို့ကလေဟိုလိုက်လာခဲ့တာဟိုစိတ်တွေရောပါလာခဲ့ကြလားငါအတင်းခေါ်လို့လိုက်လာခဲ့ကြတာလားဘယ်ရလားစိတ်သွားတိုင်းကိုပါတာတို့ရွယ်ပဲရှိတယ်ဒီရွယ်ကလေတွက်လက်ချက်ချပြီးဘဲသွားတာပြောတဲ့ရွယ်ကွာတောင်းမို့လေအင်ကြီးနီးတွေပါကောက်ဝက်လာတာဟုတ်တယ်မသိဘူးလေဒီဟိုမလာခင်မင်းတို့၃ယောက်ကမဖြစ်နိုင်ဘူးမရှိနိုင်တော့ဘူးလို့ပြောထားကြတာ哦တောင်းမို့ငါလည်းမင်းတို့စိတ်မပါပဲလိုက်လာခဲ့ရတာလို့ထင်သွားတာဗောကွာအဲ့လိုလည်းမဟုတ်ပါဘူးဘိုးတို့ရဲ့ဒါနဲ့ဘိုးတို့နေဒီမြေပုံကိုနင်တို့ဘိုးစတိုကန်တွေကရလာတာဆိုနင်တို့ဘိုးရောနေမြေပုံယူလာသိရလားဘယ်သိမလဲဟာဒီမြေပုံညှက်ထားတဲ့စာအုပ်တောင်ငါခိုးပတ်ခဲ့ရတာဒီမြေပုံပြောင်းနေမှန်းသာသိရင်ငါတော့ငါးပါးမှောက်ပြီပဲငါဘိုးကလေစတိုကန်တွေကသူ့ပစ္စည်းတွေကိုမထိဖို့မှားထားတာကွာဒါလို့ဆိုလေဖိုးတို့ပြောတဲ့အတိုင်းလင်းတို့ကူထဲမှာရန်ဒနာတစ်တာရှိနေနိုင်တာပဲအဲ့ဒါပြောတာလေလူကြီးတွေတားမြစ်ထားတဲ့အရာအန်ဒီရများလို့ဆိုပေမဲ့အဲ့ဒီအန်ဒီရကနေရွှေဖြစ်လာနိုင်တယ်ကွဖိုးတို့မင်းအဲ့ဒီရွှေတွေရလာရင်ဘာလုပ်မှာလဲငါရင်ဆုံးအစစ်မြင့်မြင့်နဲ့ဖန်တီးထားတဲ့စပိုက်ဒါမန်အင်ကြီးဝယ်ပစ်မယ်ပြီးရင်လူသားတွေကိုကဲ့တင်မယ်ကွာငါတော့လေဘာပဲခန်းခန်းရတဲ့စက်ရုပ်တွေကို